အမိုင်းဝါသနာရှင်ကြီးကိုများမင်္ဂလာပါဒီနေ့မှာတော့2017တုန်းကအမမေလောကမှာလုံးဝထင်မှတ်မထားတဲ့သဘောတူညီမှုတစ်ခုကိုOne Championship နဲ့ USC တို့ကပြုလုပ်ခဲ့ပါတယ်ဥရောပနာမည်ကြီးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ USC နဲ့အာရှမှာနာမည်ကြီးတဲ့ One Championship တို့ကဘောလုံးလောကလိုဖိုက်တာနှစ်ယောက်ကို trade လုပ်ခဲ့ပါတယ်ဒီဖိုက်တာနှစ်ယောက်ကတော့ One Championship နဲ့ Plateau မှာရှုံးဝဲမရှိတဲ့ Welterweight Champion ဟောင်း Ben Askren နဲ့ USC ရဲ့ Flyweight Champion ကပတ်17ချိန်ကာကွယ်ပြထားတဲ့မိုက်တီမောက်တို့လူတီးများတဲ့ဒီမီထရီယက်ဂျွန်ဆင်တို့ကိုအလိုက်ပေးရမလို့ပဲတဲလဲလိုက်ပါတယ်ဖိုင်တာနှစ်လုံးကစာချုပ်တက်တန်းမကုံဆုံးသေးပါဘူးစာချုပ်ပါအချက်လက်တွေကိုတော့လက်ခံတဲ့အဖွဲ့အစည်းတွေကဆက်လက်တောင်းယူရပါတယ်ဒီပြောင်းလဲကဖိုင်တာနှစ်ယောက်အတွက်ကြီးမားတဲ့ပြောင်းလဲမှုတစ်ခုဖြစ်စေခဲ့ပါတယ်တယောက်ကအောင်မြင်ပြီးတယောက်ကကြာရှုံးကဖိုင်တာဘဝကနေပါအနားယူသွားစေခဲ့ပါတယ်ဒီနေ့မှာတော့ဒီဖိုင်တာနှစ်ယောက်အကြောင်းပြောပြပေးသွားမှာဖြစ်ပါတယ်2018အော်တိုဘာလထဲမှာ trade လုပ်ခဲ့တာပါဖိုင်တာတွေနဲ့အဖွဲ့အစည်းတွေကြားမှာပြဿနာတက်လို့အဆင်မပြေလို့ပြုလုပ်တာမျိုးမဟုတ်ပဲဖိုင်တာတွေရောအဖွဲ့အစည်းတွေကပါသဘောတူကြည်ပြူစွာပြုလုပ်ခဲ့ကြတာပါဖိုင်တာနှစ်ယောက်လုံးကလည်းအမေရိကန်သားတွေဖြစ်ပြီးနှစ်ယောက်လုံးကအကောင်းဆုံးနေကြီးလုပ်ပြထားနိုင်ခဲ့တဲ့ဖိုင်တာတွေပါဒါပေမဲ့ USC နဲ့ One Championship ဘလောက်ကွာခြားမှုရှိလဲဆိုတာဒီဖိုင်တာနှစ်ယောက်ကိုကြည့်ချင်းဖြင့်သိရှိနိုင်ပါတယ် USC ကနေလာတဲ့ဒီမီထရီယက်ဂျွန်ဆင်ကOne Championship မှာ9ပွဲထိုးပြီး6ပွဲနိုင်2ပွဲရှုံးကချန်ပီယံကပတ်လည်းပိုင်ဆိုင်နိုင်ခဲ့ပါတယ်။နောက်ပြီး One Championship ရဲ့ Hall of Fame ဆုကိုလည်းပထမဆုံးရရှိခဲ့တဲ့ legend တစ်ယောက်အဖြစ်မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ Demetrius Johnson ရဲ့ One Championship မှာနာမည်ကြီးတဲ့ပွဲကိုပြောရရင်အာရှမှာလူတိုင်းသိတဲ့ငွေထိုင်းဖိုက်တာ Ironman Rotan နဲ့ငွေထိုင်းတချီ MMA တချီထိုးခဲ့တဲ့ပွဲဖြစ်ပါတယ်။ One Championship မှာထိုးကြီးအများဆုံးရခဲ့တဲ့ပွဲလို့တောင်ဆိုလို့ရပါတယ်။ MMA အချီ Round 2မှာ Demetrius Johnson က Rear Naked ချုပ်နဲ့ Rotan ကိုအနိုင်ရခဲ့ပါတယ်။ Demetrius Johnson က UFC ရဲ့ဂိုးတစ်ယောက်ဖြစ်ခဲ့တယ်လို့ One Championship ရဲ့ legend တစ်ယောက်အဖြစ်လည်းမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ One Championship ကနေ UFC ကိုပြောင်းလာခဲ့တဲ့ Ben Askren ကတော့ပထမဆုံးပွဲဦးထက်မှာအနိုင်ရပြီးနောက်ထပ်2ပွဲဆက်ရှုံးက MMA လောကကနေပါအနားယူသွားခဲ့ပါတယ်။သူ့အတွက်UFC ကမလွယ်ကူမှန်းတည်တာကြောင့်အနားယူသွားတာလို့ပြောလို့ရပါတယ်။Ben Askren က2021တုန်းကလည်းဂျေးဘောနဲ့သူမကျွမ်းကျင်တဲ့ဘောင်စင်ပွဲထိုးခဲ့ပါသေးတယ်။ပထမအချိန်မှာလည်း DKO နဲ့ရုပ်ပြက်စင်ပြက်အရှုံးပေးလိုက်ရပါတယ်။ကိုမကျွမ်းကျင်မပိုင်နိုင်တဲ့နေရာတွေကိုတွားရောက်ခဲ့တာကြောင့်ကိုရရှိနေတဲ့နေရာကိုပါဆုံးလွှတ်လိုက်ရတဲ့အခြေအနေမျိုးလို့ပြောလို့ရပါတယ်။လူချင်းမင်းတို့လည်းBen Askren ကိုကြည်ချင်းဖြင့်တင်ရတာတစ်စုံတစ်ခုရရှိနိုင်လိမ့်မယ်လို့ထင်မြင်မိပါတယ်ဟုတ်ကဲ့အဆုံးထိလိုက်ပါကြည့်ရှုပေးလို့ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ MMA သတင်းတွေကိုထပ်မံကြည့်ရှုရဖို့ channel လေးကိုလည်း subscribe လုပ်ပေးထားကြပါအောင်လို့တောင်းဆိုချင်ပါတယ်